အင်းလီခံဤအရုံတဲ့ချင်းတီရခင်နှစ်များထက်ပိုမိုအေးချမ်းနေတောင်ရှိတော်လဲကန်ရီပြင်းထက်တွင်တော့စစ်မီးလံများ၏အရေးအယောင်များဖုံးလွှားနေစေဖြစ်သည်ຫນွေဦးနှင့်နေ့လက်ရောင်တို့စီးနှင်းလာသည့်လှေးဟောင်းလေးသည်ကမ်းရှက်ရှိရွာငယ်တစ်ခု၏အနီးသို့စိုက်ကန်လာသည်ຫນွေဦးသည်အားနည်းစွာဖြင့်လှေနံကိုမှီထားသည်သူမ၏လက်ဖွားမှသွေးဆက်များမှရက်တန့်သွားပြီဖြစ်တော်လဲအမတ်သားပြောက်ကွယ်သွားမှုကြောင့်ခန္ဓာကိုယ်တစ်ခုလုံးနှုံချီနေသည်နေလျောင်သည်သူမကိုအတရာပွေထူကာကမ်းပေါ်သို့တင်ပေးလိုက်သည်ကိုနေလာကိုရဲ့ရင်ဘက်ကတန်ရာကောတက်တာရဲ့လားຫນွေဦးကစိုးရင်တကြီးမေးလိုက်သည်နေလျောင်သည်သူ၏ရင်ဘက်ကိုငုံချီလိုက်သည်အမောင်စွမ်းအားများကိန်းအောင်ခဲ့သည်လာချမ်းပုံအမရွက်သည်ယခုနောက်ပိုင်းတွင်တော့တာမန်အမရွက်ကခုဖြစ်သာကြံရွက်တော်သည်ကိုမဘာစွမ်းအားမှမရှိတော့ဘူးຫນွေဦးကိုဟာတာမန်လူတစ်ယောက်ဖြစ်သွားပြီမင်းကိုကာကွယ်ဖို့ကိုမမော့ပင်နေရမရှိတော့ဘူးຫນွေဦးသည်နေလျောင်၏လက်ကိုတင်းကျပ်စွာဆုပ်ကင်လိုက်သည်မော်ပင်နေရမရှိလေရပါတယ်ကိုနေလက်ကျမတို့မှာတူးကိုတူးယုံကြည်တဲ့စိတ်ရှိရင်လုံလောက်ပါပြီသူတို့နှစ်ဦးသည်ရွာထဲသို့ခပ်ခဲစွာလောင်းလျှောက်လာစဉ်ရွာသားများမှာသူတို့ကိုကြောက်လန့်တကြားကြည့်နေကြသည်ဦးမင်းခေါင်၏လက်ပါစီများရွာထဲမှရောက်ရှိနေကြောင်းထင်ရှားလာသည်ထိုစဉ်အသက်ကြီးကြီးအဖွားအိုတူးသည်သူတို့ကိုတဲအိမ်လေးတအိမ်ထဲသို့အမြန်ဆွဲခေါ်သွားသည်ဒီကိုလာကြမင်းတို့ကိုဦးမင်းခေါင်ရဲ့လူတွေလိုက်ရှာနေကြတယ်ထိုအဖွားအိုမှာလွန်ခဲ့သည့်10နှစ်တွင်မီးလောင်မှုတွင်နေလက်ရောင်၏မိသားစုကိုကူညီခဲ့ဘူးသည့်နာမည်ကျော်ဆေးရမကြီးခင်နေသည်သူမသည်ຫນွေဦး၏လက်ဖွားကိုချီသည်သပင်တစ်ချက်ချလိုက်သည်မင်းရဲ့အမတ်သားကိုဖျက်ဆီးလိုက်တာဟာကောင်းတဲ့အလုပ်ပဲသမီးဒါပေမဲ့ကြောင်မြက်ရဲ့အဓိကအစိတ်အပိုင်းဟာဦးမင်းခေါင်လက်ထဲမှာရှိနေတဲ့ရွယ်တော့ဒီကံပြင်ကြီးဟာငင်းချမ်းမှာမဟုတ်ဘူးအဖွားအိုသည်နေလျောင်၏လက်ထဲသို့ရှေးဟောင်းတမ်နေညက်ပြုတ်လုထားသည့်တာမန်တားတစ်စင်းကိုကန်ပေးလိုက်သည်ဒါဟာမော်တာမဟုတ်ဘူးဒါပေမဲ့ဒါဟာမဲအဖေသုံးထည့်တဲ့ဓာပဲမော်ပညာကိုမော်ပညာနဲ့တိုက်လို့မရတဲ့အခါလူသားတယောက်ရဲ့တတိနဲ့ပဲအဆုံးသတ်ရလိမ့်မယ်ရုတ်တရံရွာပြင်မှမြင်းကွာတန်များနဲ့အတူအော်ဟစ်တန်များကြားလိုက်ရသည်ဦးမင်းခေါင်သည်သူ၏လက်ချံအမှောင်စွမ်းအားများကိုအသုံးပြု၍ရွာသူရွာသားများကိုတားစာထစ်ဖမ်းဆီးကာຫນွေဦးနှင့်နေလျောင်တို့ကိုထွက်လာအောင်ချင်းမြောက်နေပြီဖြစ်သည်ຫນွေဦးနေလျောင်မင်းတို့ထွက်လာခဲ့ကြစမ်းမဟုတ်ရင်ဒီရွာကိုငါဒုတိယချိန်မိရှို့ပစ်မယ်ຫນွေဦးနှင့်နေလျောင်တို့သည်တူးကိုတူးချီလိုက်ကြသည်သူတို့မှာစွမ်းအားများမရှိတော့လဲနောက်ကိုစုပ်ရင်စိတ်ကူးမရှိပေသူတို့နှစ်ဦးသည်တဲအိမ်လေးထဲမှထွက်ကာဦးမင်းခေါင်၏ရှေ့တွင်မှတ်တက်ရက်လိုက်ကြသည်ဦးမင်းခေါင်သည်လှေကြီးပေါ်မှရက်နေရင်သူ၏လက်ထဲမှတောက်ပနေသည့်လာချမ်းကြောက်မြက်ကိုမြောက်ပြလိုက်သည်ကြည်စံဒီကြောက်မြက်ကငါ့ကိုအားလုံးထက်တားနှွင်စေရမယ်မင်းတို့မှာပါစွမ်းအားတည်လို့ငါ့ကိုရင်ဆိုင်ပါလေနေလက်ရောင်သည်အဖေ၏တားကိုဆွဲထုတ်ကာရှေ့သို့တလန်းတိုးလိုက်သည်ကျွန်တော်တို့မှာမော်ပညာရင်မရှိတော့ဘူးဦးမင်းခေါင်ဒါပေမဲ့ခမည်းမမရှိရဲ့လူသားဆန်ယူဆိုတာကျွန်တော်တို့မှာရှိရဲ့တိုက်ပွဲစတင်သွားသည်ဦးမင်းခေါင်သည်ကြောက်မြတ်မှလွတ်တော်လာသည့်အမှောင်တန်းများကိုလွှတ်ထွေတိုက်ခိုက်တော်လဲနေလျောင်သည်တာမန်လူသားတယောက်၏ကျွမ်းကျင်မှုနှင့်ရှောင်တင်းကအနားသို့တိုးဝင်ရန်ကြိုးစားသည်ຫນွေဦးသည်လည်းရွာသားများနှင့်အတူစုပေါင်းကဦးမင်းခေါင်၏လက်ပါစီများကိုရရာလက်နက်များနှင့်ပြန်လည်ခုခံကြသည်စွမ်းအားမရှိတော့သည့်ຫນွေဦးရင်ပင်သူမ၏ကြောက်ရွံ့မှုများကိုဘေးဖယ်ကနေလျောင်အတွက်လမ်းဖွင့်ပေးရန်ကြိုးစားနေသည်အဖေကျမကိုကြည့်စမ်းအဖေကြောင့်ကျမရဲ့အမတ်သားပျောက်သွားပြီအဖေလူချင်းနဲ့တော့မရှိတော့ဘူးဒီကြောက်မြတ်ကအဖေကိုဝါးမျိုးသွားမှာပဲဦးမင်းခေါင်သည်ခဏမြတုံတောင်စွာဖြတ်သွားသည်
ထိုခဏတွင်နေ့လျောင်သည့်အခွင့်အရေးကိုအယူကာဦးမင်းခေါင်၏လက်ထဲကကြောက်မြတ်ကိုတားနှင့်ခုတ်ချလိုက်သည်ထောင်ပြင်းထန်သည့်ပေါက်ချဲမှုတစ်ခုနှင့်အတူကြောက်မြတ်သည့်အပိုင်းပိုင်းကွဲ့ကျဲသွားပြီးဦးမင်းခေါင်၏ခန္ဓာကိုယ်ထဲကအမောင်စွာအားများသည့်ပြန်လဲယုံကတ်ကသူ့ကိုပြန်ဝါမြင့်သွားပါတော့သည်ဦးမင်းခေါင်သည်နာချင်းစွာအော်ဟစ်၍ရေရေပြင်းထက်တွင်ကြဆင်းသွားကပျောက်ကွယ်သွားလေသည်အရာအလုံးငြိမ်သက်သွားသည်နေလျောင်သည်ကန်ရေပြင်းထက်တွင်အပြည့်အဝရောက်ကြလာကမြူနင်းများသည်လည်းလွင့်စင်သွားခဲ့ပါပြီ။ຫນွေဦးနှင့်နေလျောင်တို့သည်မောဟိုက်စွာထင်ရှေးဆက်တွင်ထိုင်ချလိုက်ကြသည်။သူတို့မှာစွမ်းအားများမရှိသလိုကျိန်သိပ်သာသည့်အတိတ်များလည်းမရှိတော့ပြီ။သူတို့နှစ်ဦးသည်တာမန်လူသားနှစ်ဦးအဖြစ်အင်းလေးကိုင်း၏လှပသောအရုံဦးကိုအတူတကွငေးကီနေမိကြသည်။ကျမတို့တကယ်အဆုံးသတ်နိုင်ခဲ့ပြီလားကိုနေလားနေလျောင်သည်ຫນွေဦး၏ပခုံးကိုဖတ်ထားလိုက်သည်အင်းအတိတ်ကကျင့်သေးများပြီးဆုံးသွားပြီຫນွေဦးအခုကစပြီးငါတို့ရဲ့ကိုယ်ပိုင်ဘဝတစ်ကိုစတင်လို့ရပြီ။